သာပဲတိမ်ဆိုင်များနဲ့မောင်နေစီစဉ်နဲ့မြစ်ရည်ညစ်သေးလာတယ်ဘုံပြိုရဲ့မြစ်ရည်ကူဆွေးမှုကျွဲရှင်နေမြင်လင်းသာပဲမောင်ရိပ်များမင်းမှုနေလောကမှာရှိသေးတယ်ဆိုပေမဲ့လည်းကောင်းဆုံးကိုကြုံနိုင်တယ်ဘဝလုံးကိုရောက်ရင်ရနာရမယ်လမ်းဆုံးတော့မနိုင်စုခုရမယ်ရှင်နေ